တချိန်ကထိတ်လန့်စရာဇလန်းတွေကိုနှစ်သက်တဲ့နောက်ဆိုတဲ့လူငယ်တယောက်ဟာသူရဲ့အရင်းနှီးဆုံးတငယ်ချင်းမလေးဘယ်လီရှိယာကိုရောက်လာခဲ့ပါတယ်။သူတို့နှစ်ဦးဟာဘယ်လီရဲ့အိမ်နဲ့မလှမ်းမကမ်းမှာရှိနေတဲ့တရေချောက်တယ်လို့နာမည်ကြီးရဲ့စွန့်ပစ်ဆေးရုံဟောင်းကျောင်းကိုစကားစမိပြောဆိုနေကြပါတယ်။စူဇန်ကျင်စိပြင်းပြနေတဲ့နောက်ကဘဲလ်ကိုအဲ့ဒီဆေးရုံဟောင်းကြီးကိုအတူတူတွားရောက်လေးလာဖို့ခေါ်လိုက်ပါတယ်။ဘဲလ်ကတော့အစာပိုင်းမှာတွေ့ဝင်နေပေမဲ့နောက်ပိုင်းမှာတော့လိုက်ပါဖို့သဘောတူလိုက်ပါတယ်။ဒီဆေးရုံကြီးဟာကျယ်ဝန်းတဲ့မြေနေရာပေါ်မှာတည်ရှိပြီးပတ်ပတ်လည်မှာတစ်ပင်တွေနဲ့ခြုံလွယ်ပိတ်ပေါင်းတွေကမှောင်မဲထူထဲစွာဖုံးလွှမ်းနေတာကြောင့်လမ်းသွားလမ်းလာတွေကိုများစွာကြောက်ရွံ့ထိတ်လန့်စေခဲ့ပါတယ်။ကောလာဟာလာတွေအရဒီဆေးရုံဟာငွေကြေးပြဿနာနဲ့ဆရာဝန်ရှားပါမှုတွေကြောင့်လုပ်ငန်းတွေရပ်ဆိုင်းခဲ့ရတာကြာပါပြီ။ကုသမှုတွေကလည်းမကောင်းမွန်တာကြောင့်ရောက်လာတဲ့လူနာတိုင်းဟာပိုပြီးဆိုးရွားလာခဲ့ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီဆေးရုံကြီးကိုပိတ်ပစ်ဖို့အဓိကအကြောင်းရင်းကတော့ဆရာဝန်ချို့ကဝင်ငွေရဖို့အတွက်နဲ့တရားမဝင်ကိုယ်ဝင်ဖြစ်ချမှုကိုခိုးဝှက်လောက်ကန်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ဆေးရုံပိတ်သွားပြီးတဲ့နောက်ပိုင်းမှာတေးချောက်တဲ့ဇလန်းတွေစတင်လာပါတယ်။လမ်းတော်လမ်းလာတွေကသွေးတွေစွန်းထင်းနေတဲ့ကိုဝင်ဆောင်ဝစ်စုံနဲ့အမျိုးသမီးတယောက်ကလေးချီပြီးညာနဲ့တကောင်မှာဆေးရုံခေါမိုးပေါ်ကနေခြေထောက်ချပြီးထိုင်နေတာကိုတွေးမြင်ရတယ်လို့ဆိုကြပါတယ်။ညဘက်တွေမှာဆိုရင်ကလေးငယ်တွေရည်တန်တဲ့ဝမ်းထဲစွာငိုကြွေးအော်ဟစ်တဲ့အတန်တွေကဆေးရုံကြီးတဲ့ကနေထွက်ပေါ်လာတာကြောင့်အနီးနားကဒေသခံတွေအားလုံးကကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ်။ဒီတရေချောက်တဲ့သတင်းကြောင့်စူးစမ်းလို့စိတ်ရှိတဲ့ဆယ်ကျော်သက်လူငယ်တွေဟာညဘက်တွေမှာလာရောက်လေးလာကြပြီးအဲ့နောက်မှာတော့ဖျားနာနေမကောင်းဖြစ်ပြီးပြန်သွားကြတယ်လို့ဆိုပါတယ်။တချို့ဆိုရင်အိမ်ထိပါလိုက်လံချောင်းလန်းခံရတာကြောင့်နောက်ဆုံးမှာဒီဆေးရုံဟောင်းကိုပြန်လာပြီးတောင်းမှန်ပတ်သားမှသာသူတို့ရဲ့အခြေအနေတွေတဖြည်းဖြည်းပြန်ကောင်းလာခဲ့ပါတယ်။သူတို့သွားဖို့အချိန်တန်တော့နတ်နဲ့ဘဲဟာဆေးရုံဟောင်းကြီးစီကိုထွက်လာကြပါတယ်။သူတို့နှုတ်ဟာမှောင်မိုက်တဲ့ပတ်ဝန်းကျင်မှာဟိုကြည့်ဒီကြီးနဲ့စူးစူးဆဆန်လုံနေကြပါတယ်။လေတိုက်ခတ်လာတဲ့အခါတိုင်းမှာလည်းတိတ်ဆိတ်တဲ့ရည်တံတွေကသူတို့နှုတ်စလုံးကိုတကုံလုံးကျက်သိမ်းထားစေခဲ့ပါတယ်။ဘဲလ်ဟာမလန်မကမ်းမှရှိတဲ့တစ်ပင်ကြီးကိုဒိတ်ထားမိပြီးဆေးရုံပန်းရှင်နှကောင်းသမျှတွေကနေစိုးရတဲ့အဖြစ်အပျက်တွေမဖြစ်ရအောင်ဝေဖြူပတ်သားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘဲလ်ကဒီလိုလုံးနေတာကိုမြင်ပေမဲ့နက်ကတော့ဘာမှမတွေ့ပဲဘဲလ်ထက်အရင်ဆေးရုံထဲကိုရှောက်ဝင်သွားပါတယ်။သူဝင်လာတာနဲ့ကျဲဝိုးနဲ့ခမ်းမကြီးကိုတွေးလိုက်ရပြီးပျက်စီးနေတဲ့ကလထိုင်တွေနဲ့စွန့်ပစ်ထားတဲ့လူနာကရင်တွေကဒီနေရာကိုပို့ပြီးတော့ထိတ်လန့်စရာကောင်းအောင်ဖန်တီးနေပါတယ်။ရှေ့ဆက်လျှောက်လာတော့လမ်းကပို့ပြီးချင်းမြောင်းလာပါတယ်။နက်ကလက်လိုက်တမီနဲ့ဘဲညာနေရန်တွေကိုထိုးကြည့်ရမှာတစ်ဖက်စီမှာအခန်းတွေကတန်းစီနေပြီးအထက်ကပစ္စည်းတွေကလည်းဆိုးဆိုးရွားရွားပျက်စီးနေကြပါပြီ။နောက်ကနေလိုက်လာတဲ့ဘဲလ်ကနက်ကိုမြင်လိုက်တာနဲ့ချက်ချင်းပြေးလာပြီးလက်ရဲ့လက်မောင်းကိုစုပ်ကင်လိုက်ပါတယ်။ဒီအဖြစ်ပြက်ကြောင့်နက်ကနည်းနည်းလေးအံ့အားသင့်သွားပါတယ်။နဲ့ရဲ့လက်မောင်းကိုကင်ထားတဲ့ဘဲလီရဲ့လက်ကအေးဆက်နေပြီးသူ့မျက်နှာမှာလည်းတီးတာတဲ့ကြောက်ရွံ့မှုအမူအရာတွေပေါ်လွင်နေပါတယ်။မကြောက်ပါနဲ့ရှောက်လာတာအတော်ကြာပြီဒီမှာဘာမှထူးထူးခြားခြားမတွေ့ရသေးဘူး။နဲ့ရဲ့စကားဆုံးတာနဲ့ဘယ်ဘက်နေရန်ကအခန်းတကားတစ်ချက်ဟာဆောင်းဆွဲဖွင့်လိုက်သလိုမျိုးအတန်ပြင်းပြင်းနဲ့ပွင့်ဟသွားပါတယ်။ဒီအတန်ကြောင့်ဘဲလဟာအကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားပေမဲ့နက်ကတော့ဘာမှမတုန်လှုပ်ခဲ့ပါဘူး။သူကလက်နဲ့ဓမီနဲ့အထဲကိုထိုးကြည့်ရမှာလူနာတင်တွန်းလဲဟောင်းတစည်းစာရှိနေတဲ့လွတ်နေတဲ့ခမ်းမတစ်ခုကိုတွေ့လိုက်ရပါတယ်။တကယ်တတိရှိရင်ထွက်လာပြီးမျက်နှာချင်းဆိုင်ကြစမ်းပါကွာ။တိတ်ဆိတ်ချင်းကသူတို့နှစ်ဦးစလုံးကိုကြောက်ရွံ့မှုတွေနဲ့စတင်ခံစားစေပါတယ်။ရုတ်တရက်အဲ့ဒီတွန်းလဲဟောင်းကြီးဟာသူ့စီကိုဖြည်းဖြည်းချင်းလှည့်လာပါတယ်။ပြီးတော့သူတို့နှစ်ယောက်ရဲ့ရှေ့မှာတီကနေရက်သွားပါတယ်။နတ်ဟာကိုမျက်စိကိုမယုံနိုင်ဖြစ်နေပြီးဘဲလ်ကတော့အခုအချိန်မှာအကြီးကျယ်ကြောက်ရွံ့လို့နတ်ရဲ့လက်မောင်းကိုတင်းတင်းဆုပ်ထားရင်နတ်ကိုငါတို့ပြန်ရရအောင်နော်လို့တောင်းပန်နေပါတယ်။အခုချက်ချင်းပြန်စရာလို့လား။ဘာမှကြောက်စရာမရှိသေးဘူးလို့နက်ကပြောပြီးချောင်းနဲ့တွန်းလဲကိုကန်လိုက်တာကြောင့်တွန်းလဲကအခန်းထဲကိုပြန်ဝင်သွားပါတယ်။သူတို့ကခဏလောက်ထိုက်လျှောက်လာပြီးတဲ့နောက်ွယ်ကနေခလင်းငယ်တယောက်ရဲ့ရည်တံကိုကြားလိုက်ရပါတယ်။လှည့်ကြည့်လိုက်တဲ့အခါမှာတော့နှစ်ဦးစလုံးပါဇက်အဟောင်းသားဖြစ်သွားကြပြီးအရင်မဲကြီးတစ်ခုဟာအခန်းထဲကနေပြေးထွက်လာကနေရန်ကိုဖြတ်ပြီးပျောက်ကွယ်သွားပါတယ်။ဘဲလ်ဟာဒီမြင်ကွင်းကိုမြင်ပြီးအတန်ကိုအော်ဟစ်ကကြောက်လန့်တကြားထွက်ပြေးသွားပါတယ်။နဲ့လည်းဘဲလ်နောက်ကိုချက်ချင်းလိုက်ပေမဲ့မမိခဲ့ပါဘူး။သူကပဝင်းချင်းကိုဝေးကြည့်လိုက်ရာအဆောင်သားကအခန်းတစ်ခန်းထဲမှာတူတူလေးငိုရှိုက်တံကိုကြားလိုက်ရပါတယ်။အဲ့ဒါဘဲလ်လို့ထင်ပြီးရှာလိုက်တာမိဖွားခန်းလို့ကြီးထားတဲ့ဆိုင်ဘုတ်ကိုမြင်လိုက်ရပါတယ်။နတ်ဟာသူမင်းညာကကြုံခဲ့တဲ့အဖြစ်အပျက်ကိုသတိရပြီးအခန်းထဲဝင်မှုတွေ့ဝင်နေခဲ့ပါတယ်။နက်ကနောက်ကျောင်းပြန်လဲဖို့ဆုံးဖြတ်လိုက်ပြီးဘဲလ်ကိုစမ်းမရှာတော့ပဲအိမ်ပြန်ဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့သူရှောက်လာတဲ့အခါအခန်းထဲကနေအကူအညီတောင်းတဲ့အတန်ကိုကြားလိုက်ရပါတယ်။နက်ကဒီအတန်ကိုကြားတော့ဝမ်းသာသွားပြီးနောက်ဆုံးတော့ငါဘဲလ်ကိုရှာတွေ့ပြီလို့ထင်လိုက်ပါတယ်။သူအခန်းထဲကိုဖွင့်ဖို့တာဆူနေတော့သူ့ဖုန်းကရုတ်တရက်မြည်လာပါတယ်။နက်ကဖြည်းဖြည်းချင်းဖုန်းကိုကြည့်လိုက်တော့ဘဲလ်စီကဖုန်းခေါ်ဆိုမှုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူချက်ချင်းဖုန်းကိုကင်လိုက်ပါတယ်။ Hello Bell ခဏဆောင်ငါအထဲဝင်ပြီးမင်းကိုလာကြွေတော့မယ်။ဘာပြောတာလဲ။ဘယ်နေရာမှာလဲ။ငါအိမ်ပြန်ရောက်နေတာမင်းညကလေးကမင်းကိုငါရဲ့နှကောင်းနှမျက်တွေကိုရှေ့ခိုးပြီးအလှဲ့မှာမတွေ့တော့ဘူးမင်းကနောင်းနေတဲ့ထိန်ပြီးငါအိမ်ပြန်လာခဲ့တာဘဲလီရဲ့စကားကိုကြားလိုက်ရတဲ့နတ်ဟာတိတ်ဆိတ်အံ့အားသင့်သွားပါတယ်
ဘာကြောင့်လဲဆိုတော့မင်းညာကသူနဲ့ဆေးရုံထဲကိုအတူဝင်လာခဲ့တဲ့သူကဘယ်လိုမဟုတ်တော့ဘူးမဟုတ်လားနတ်အားတင်းနေတုံးမှာပဲမိဘခန်းထဲကအတန်ကနောက်ထပ်တစ်ချိန်ထွက်ပေါ်လာပါတယ်နတ်ဟာမဆိုင်မတော့တအားပြေးပါတယ်နောက်ဆုံးမှသူဆေးရုံထဲကနေလွတ်မြောက်လာခဲ့ပါတယ်နတ်ဟာချက်ချင်းဘယ်လီရဲ့အိမ်ကိုပြေးသွားပြီးအဖြစ်ပြအားလုံးကိုပြောပြခဲ့ပါတယ်သူဟာအလွန်ကြောက်ရွံ့ထိတ်လန့်နေပြီးဖြစ်ပြခဲ့သည်များဟာသူမမြင်ရတဲ့အရာတွေကိုစော်ကားပြီးစိန်ခေါ်ခဲ့လို့ပဲလို့ထင်မြင်ခဲ့ပါတယ်ဒီအတွေ့အကြုံကြောင့်နတ်ကအရင်ကနဲ့လုံးဝမတူတော့တဲ့လူတစ်ယောက်ဖြစ်သွားပါတယ်သူဟာအရန်ကြောက်တတ်လာပြီးမမြင်ရတဲ့အရာတွေကိုနောက်တစ်ချိန်လုံးဝမစော်ကားရဲတော့ပါဘူးရှင်းဟောဇလန်းတွေနဲ့စမ်းကြဲတဲ့ယုံကြည်ချက်တွေမျိုးဆက်ပြီးတစ်ဆက်ပြောဆိုလာခဲ့တဲ့6လန့်စရာတရားအကြောင်းပါလူများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ဒီတရားဟာလူအများစုကိုစမ်းသပ်ကြည့်ခြင်းစိတ်ဖြစ်ပေါ်စေပါတယ်ဒီ6လန့်စရာကောင်းတဲ့တရားဟာခုံခါတက္ကသိုလ်နယ်နိမိတ်အတွင်းမှာတည်ရှိပါတယ်ရှေးခါကဒီနေရာဟာကွန်မြူနစ်တွေရဲ့ခန္ဓာဟောင်ဖြစ်ပြီးကွန်မြူနစ်အုပ်စုတွေနဲ့ရဲတပ်ဖွဲ့တပ်မတော်ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်လူအများပြားတေဆုံးခဲ့ရလို့မိသချို့ဘိုးတော်မလုံလောက်ခဲ့ပါဘူးဒါကြောင့်လက်ရှိခါအိုဒရာတည်ရှိရာနေရာမှာတေဆုံးသူတွေကိုမြုံနှံခဲ့ကြပါတယ်ဒီထဲမှာထင်ရှားတဲ့ဇလန်းလေးတစ်ပုဒ်ကလူငယ်စုံတဲ့တွေအကြောင်းမှာသူတို့ဟာစိုက်ကယ်ကိုအချိန်မြန်နဲ့မောင်းလာခဲ့ကြပြီးတရားပေါ်မှာရှိနေတဲ့ဂျိုးဒန်ကိုသတိမထားမိခဲ့ကြပါဘူးအရှိမထိုင်နေတဲ့သူ့ရဲ့ကောင်လေးကတော့ကျိုးကိုရှောင်ရှားနိုင်ခဲ့ပေမဲ့သူနဲ့အတူစီးလာတဲ့မိန်းကလေးကတော့ကျိုးကိုမရှောင်နိုင်ပဲလေပင်ပြတ်သွားခဲ့ပါတယ်ဒါပေမဲ့ယောက်ျားလေးကသူ့ချစ်သူတေဆုံးသွားတာကိုမသိခဲ့ပဲသူကစိုက်ကယ်ကိုဆက်မောင်းသွားခဲ့ပြီးဓာတ်ဆီဆိုင်မှာရက်လိုက်တဲ့အခါမှသာသူ့ချစ်သူမှာခေါင်းမရှိတော့ပဲခန္ဓာကိုယ်ပဲကြံနေတာကိုတွေ့ရှိခဲ့ရပါတယ်နောက်ဇလန်းလေးတစ်ခုကတော့တက္ကသိုလ်ကျောင်းသားဇုံတွေအကြောင်းမှာအင်ဂျင်နီယာကျောင်းသားတစ်ယောက်နဲ့သူ့ချစ်သူသူနာပြုကျောင်းသူတစ်ယောက်ဟာညအချိန်တွေမှာဒီတရားကိုဖျက်ဆီးပြီးတော့တွေးဆုံကြလေရှိပါတယ်။ဒီညမှာတော့သူတို့ဇုံတွေဟာတပြန်တိုက်ခံရပြီးတိတ်ဆုံခဲ့ရပါတယ်။သူတို့ရဲ့ဝိညာဉ်တွေဟာတရားပေါ်မှာလှည့်လည်နေတယ်လို့ယုံကြည်ကြပါတယ်။တရားကိုဖျက်ဆီးသွားသူတွေဟာဒီဇုံတွေကိုတရားရဲ့အဆုံးတွေမှာရပ်နေတာကိုတွေ့မြင်ရတတ်ပါတယ်လို့ဆိုပါတယ်။လူတွေဟာဒီတရားကိုဖျက်ဆီးရင်ထူးဆန်းတဲ့အရာတွေကြုံရတတ်ပါတယ်။ကားတွေရုတ်တရက်ပြတ်သွားတာကားရဲ့ရေဒီယိုတွေသူ့လိုဖွင့်လိုက်ပိတ်လိုက်ဖြစ်တတ်တာတရားရဲ့တိုင်တွေကိုရေတွက်ကြည့်နေရင်အရေတွက်မတူညီတာတွေကိုတွေ့ရတတ်ပါတယ်။တရားရဲ့အစားနဲ့အဆုံးဒီအသက်ရှူအောင်ပြီးဖျက်ဆီးနိုင်ရင်ဆူတောင်းပြည့်မယ်လို့ယုံကြည်ကြတဲ့သူတွေလည်းအများအပြားရှိပါတယ်။ပင်မြရဲ့ရုပ်အလောင်းကိုဘုံကြီးเจ้าကိုယူဆောင်လာပြီးဘာသာရေးတလေးတွေနဲ့အများဆုံးမီးရှို့ပစ်လိုက်ကြပါတယ်။ FIFA ရဲ့စီကံတွေကိုချိုးဖောက်ပြီးနောက်ဆုံးဖြစ်သွားတဲ့ပင်မြဇလန်ဟာရွာသားတွေကြားမှာအမြဲတမ်းပြောဆိုမှပြုနေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အီဆန်ဒေတာကလူတွေတို့ FIFA ဟာနတ်တစေထက်နတ်ဖျားတစ်ပါးလို့ယုံကြည်ကြပါတယ်။ FIFA ဟာစေရန်ဒုက္ခတွေကိုပယ်ဖျက်ပေးနိုင်တယ်။အတားအဆီးတွေကိုဖျက်ဆီးနိုင်တယ်။ဒုက္ခရောက်နေသူတွေကိုကူညီပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။လူတွေဖျားနာတာဟာနတ်တောင်မဟုတ်ဘဝတွေကိုလေးစားမှုရှိလို့ဖြစ်တယ်လို့ယူဆကြပါတယ်။ဒါကြောင့်ကုသဖို့တော့ FIFA နတ်ကိုနတ်ဝင်တဲ့ရဲ့ခန္ဓာကိုယ်ရဲ့ပင်ဖိတ်ရတာပါ။ဒါပေမဲ့ FIFA နတ်ဝင်တဲ့ဖြစ်လာတဲ့သူဟာတားမြစ်ထားတဲ့စီကံတွေကိုချိုးဖောက်ရင်အဲ့သူဟာပင်မလို့ပဲပေါက်နဆိုးဖြစ်ပြောင်းလဲသွားပြီး FIFA ပေါက်လို့အမည်တွင်သွားပါတယ်။ FIFA ပေါက်ဆိုတာမျိုးရိုးစင်ဆက်ဆင်းသက်လာတဲ့ယုံကြည်မှုတစ်ခုဖြစ်ပြီးလူတိုင်းကလေးဘဝကလေးကကြားပူးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ချို့နေရာတွေမှာလည်းနတ်တစေတွေနဲ့ပတ်သက်တဲ့ရိုးရာဓလေ့တွေယုံကြည်မှုတွေရှိနေတုံးဖြစ်ပြီးဒီထက်ပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့တားမြစ်ချက်တွေလည်းရှိကောင်းရှိနိုင်ပါသေးတယ်